ဒီနေ့တော့လူသားစားငထွားဆိုတဲ့ဖြစ်ရမှန်အကြောင်းကိုပြောပြပေးသွားမှာပါအချိန်ကတော့1949ခုနှစ်ခန့်အချိန်ကပေါ့နော်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပြည်တွင်းတောင်ကျစုပုံမှုတွေနေရာအနှံ့မှာဖြစ်ပွားနေတဲ့အချိန်လည်းဖြစ်တယ်ရွာငယ်လေးတွေနဲ့တောရွာလေးတွေမှာလည်းကွန်မြူနတီများနဲ့အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများကချိန်ချမှုတွေအကြီးအကျယ်ခံနေရတဲ့အချိန်လည်းဖြစ်တာပေါ့ကွယ်ထိန်ကုန်းကြီးရွာလေးကပြည်မနာခရိုင်မှာလည်းရှိတယ်အလဲပဲကိုရိုးမကြီးနဲ့မနေမဝေးလည်းဖြစ်တယ်ပေါ့နော်ရွာသားတွေကလည်းလေယာလုပ်ငန်းများနဲ့ဥယျာဉ်ခြံလုပ်ငန်းများကိုလုပ်ကင်ပြီးတော့စားတောက်ကြတယ်အဲ့ဒီအလဲယုံမမှာကွန်မြူနတီများကတော့ခိုးပြီးတော့လက်နက်ပြရွာငယ်လေးတွေကိုလူရက်ပြီးတော့တိုက်ကြတာပေါ့ကွယ်အဲ့ဒီပြင်အခြားလက်နက်ကိုင်အဖွဲ့တွေကလည်းရွာငယ်လေးတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်လူယူလေးရှိကြတယ်အဲ့ဒီညကတော့လကွယ်ညတညဖြစ်တာပေါ့ကွယ်ထိန်ကုန်းကြီးရွာလေးမှာတော့ညအမှောင်မှာအိပ်ပျော်အိမ်မောကြပြီးတော့ရွာသူရွာသားတွေကအိပ်ပျော်နေကြတယ်အဲ့ဒီချိန်မှာရွာပြင်ကနေမြင်းစည်းတန်တွေကြားလိုက်ရတာပေါ့ရွာလူတွေအကုန်လုံးနိုးလာကြတယ်ဘာလို့လဲဆိုတော့တိုက်ရေးပြည်ရေးအခြေအနေမကောင်းတော့ရွာသူရွာသားတွေကလည်းနိုးနိုးကြားကြားနေထိုင်နေတဲ့အချိန်ဖြစ်တာ哦အဲကြောင့်မို့ရွာထဲမှာလှုပ်လှုပ်ရှားရှားအတန်ကြာရင်ကိုသူတို့ကနိုးနေကြတယ်ရွာလူတွေကလည်းအိမ်အောက်ကနေပြီးတော့တွေးအသင့်ပြင်ထားတဲ့ဂျင်းထဲကိုမှဝင်ရောက်ပြီးတော့ပုံကြတာပေါ့ကွယ်မကြခင်မှာတော့မြင်းစည်းထားတဲ့လူများရွာထဲကိုဝင်လာကြတယ်အဲ့ဒီနောက်မှာတော့ရွာထဲကအိမ်ကြီးတစ်လုံးစီကိုအဲ့ဒီမြင်းစည်းတဲ့လူအဖွဲ့ကြီးကဥတီပြီးတော့တွားကြတာပေါ့အဲ့ဒီအဖွဲ့ကကိုမြူနစ်လည်းမဟုတ်ဒေသခံတဝိုက်မှာတိုက်ခိုက်လူရက်နေတဲ့ဓမြငထွားတော့အဖွဲ့လေဖြစ်တာယခုကတော့ကွယ်ငထွားတော့အဖွဲ့ဟာထိန်ကုန်းကြီးရွာလေးမှာရှိတဲ့ဒေါ်မြတို့အိမ်ကိုတန်တန်မတ်မတ်ကိုဝင်သွားကြတာဒေါ်မြကလည်းအဲ့ဒီရွာလေးရဲ့လယ်မြေအများအပြားပိုင်ဆိုင်တဲ့တထေးမကြီးပေါ့ကဲအိမ်သားတွေအကုန်ထွက်ခင်နော်ပုံနေလို့ကျုပ်တို့ဝင်ရှာလို့တွေ့ရင်အကုန်တက်ပြမယ်ငါထွားကမြင်းကြီးပေါ်ကအဲ့ဒီလိုအော်ဟစ်တော့ပေါ့လက်တွေလည်း6လုံးပြူတနက်တွေကိုကင်ထားတယ်ဓမြတွေကလည်းအယောက်20လောက်ရှိတယ်တနက်ကလည်းတိတ်မပါကြဘူးအချို့ကတော့ဓာတ်တွေနှမ်းတွေကင်ဆောင်ထားကြတာပေါ့အယောက်တိုင်းကတော့မြင်းစီထားတယ်အနည်းအနီးအနားရွာတွေကလည်းမြင်တော့မြင်တယ်တိလဲတိတယ်ဒါပေမဲ့ဘသူမှဝိုင်းဝန်းပြီးတော့မကူညီနိုင်အားလုံးငြိမ်းပြီးတော့ပုံနေကြတယ်ကြောက်ကြတာဟုတ်အဲကြောင့်အိမ်ထဲတော့ဝင်မရှာပါနဲ့ထွက်ခဲ့ဆိုထွက်ခဲ့ပါမယ်ဒေါ်မြကပြောရင်ထွက်လာမကြမီမှာပဲမိသားစုတွေအကုန်လုံးထွက်လာကြတော့တာပေါ့တက်ခံရမှာကြောက်တာဆိုတော့မောင်စိန်ကလည်းဒေါ်မြတို့အိမ်စပယ်ကြီးတောင်းမှာပုံနေရနေပြီးတော့ထွက်လာတာမောင်စိန်ကဒေါ်မြတို့နဲ့ဆွေမျိုးနီးဆက်တော်ဆက်တဲ့သူလည်းဖြစ်တယ်သူကဘလို့လဲဆိုတော့ငယ်စဉ်ကလေးကစားမိဘတွေစုံပါသွားတော့ဒေါ်မြအိမ်မှာဝင်ရောက်လောက်ကရင်စင်စင်ရဲရဲနေထိုင်ရတာပေါ့ကွယ်အဲ့ဒါနဲ့တော်မြကလည်းကက်ဆေးရလည်းနေကျင်ရလည်းမကောင်းမောင်စိန်တို့မိဘပိုင်လဲတွေနွားတွေကိုတိတ်ယူပြီးတော့မောင်စိန်ကိုတော့ကျွန်းတယောက်လိုဆက်ဆံတယ်မောင်စိန်ကလည်းအသက်8နှစ်ကလေးကဒေါ်မြအိမ်မှာနေထိုင်ခဲ့ရနေပြီးတော့အသက်19နှစ်လောက်အထိကိုမှပဲအခုအရွယ်အထိနေထိုင်နေတယ်တနေ့ကုန်အလုံးနဲ့လက်နဲ့ပြက်လေမရှိလောက်ကန်ရတယ်စားရတော့လဲထမင်းကျန်းနဲ့ဒေါ်မြတို့အိမ်သားတွေစားတောက်ပြီးတော့ကြံတဲ့ဟင်းကြံထမင်းကြံတွေကိုသာသူကစားရတယ်ဒေါ်မြတို့ကလည်းအမျိုးတောင်အကုန်လုံးအခုဓမြကလည်းអော်လိုက်တော့အကုန်ကြောက်လန့်ပြီးအိမ်အောက်ကနေထွက်လာကြတယ်အိမ်ရှိမြေကွက်လက်မှာဒူးထောက်ထိုင်လိုက်ကြတာပေါ့ဓမြတွေကလည်းတနတ်နဲ့ချိန်ထားတဲ့သူကချိန်ထားတယ်မောင်စိန်ကလည်းနောက်ဆုံးမှဝင်ထိုင်လိုက်တယ်ကဲဒေါ်မြရှည်ဝေးဝေးမပြောချင်ဘူးကျုပ်တို့ငွေတွေနဲ့စားဖို့ရိတ်ခါတွေလိုချင်တယ်ဓမြဘိုကအဲ့ဒီလိုပြောတော့ဒေါ်မြကလည်းမျက်ရည်လေးဆန်းနဲ့ရိတ်ခါတွေလိုတယ်ဆိုစဘာတွေသာယူသွားပါငွေတွေလည်းပေးပါမယ်လူကိုတော့ချမ်းသာပေးပါလို့ဒေါ်မြကပြောတော့တာပေါ့အဲ့ဒီနောက်တော့ခြေကအင်ကြီးတွေကနေပြီးတော့90တန်တရက်ကိုထုတ်လိုက်ပြီးဓမြဘိုလက်ထဲကိုထည့်ပေးလိုက်တယ်အဲ့ဒီတော့ဓမြဘိုကလည်းဒါပဲလားဓမြဘိုကလည်းအဲ့ဒီလိုမျိုးပြောတော့တာပေါ့ဒါပဲယူသွားကြပါရှင်ကျမတို့လည်းခေအချင်းနေမကောင်းစီးပွားရေးမကောင်းအိမ်မှာလည်းစားမယ်ပါစပောက်တွေများလို့ဒေါ်မြအဲ့ဒီလိုမျိုးပြောတယ်ကဲငါလည်းပြီးတော့ထုံးစံတိုင်းလုပ်ရအောင်ဆိုပြီးတော့ဓမြဘိုကလည်းအဲ့ဒီလိုအတန်ပေးလိုက်တော့သူ့ရဲ့ဓမြလက်အောက်ခံသားတွေကအိမ်ထဲကိုဝင်ရောက်ပြီးရှာဖွေတယ်တံမိုးရှိတဲ့ပစ္စည်းမှန်သမျှကိုအသိယူလာတဲ့သူတို့ရဲ့ကိုယ်လုံးအိတ်ကြီးထဲမှာထည့်သွားတယ်စပားတွေကိုလည်းကိုနေအိတ်ထဲမှာထည့်ကြတယ်ညင်းနောက်မှာတင်ဆောင်ကြတယ်အဲ့ဒီလိုတွေလုပ်ကြတော့ပေါ့ရိတ်ခါတွေမလောက်သေးဘူးကွာဓမြဘိုကအဲ့ဒီလိုတစ်ခါပြောပြန်တော့လဲစပားတွေကိုတစ်ခါထပ်ပြီးတော့အိတ်တွေထဲမှာထည့်ပြီးတင်တယ်ဘိုးကြီးညင်းနေမတင်နိုင်တော့ဘူးသူတို့တွေကဓမြတယောက်ကအဲ့ဒီလိုပြောတော့ဘိုးကြီးကဒေါ်မြဘက်ကိုလှည့်ပြီးတော့ပြောပြန်တယ်ကျုပ်တို့ကိုစပားတွေတွေ့ဖို့လူ2ယောက်လောက်ထည့်ပေးနိုင်မလားလို့ဒေါ်မြကိုပြောလိုက်တဲ့အချိန်မှာဓမြဒေါ်လိုက်မြကိုအဲ့ဒီလိုသူကပြောလိုက်တော့ညာတော့အဖြစ်တော့ဓမြတွေကွန်မြူနတီကပေါ်တာဆွဲသွားတဲ့လူတွေကိုပြစ်တက်ကြတာများတယ်အလွန်ကံကောင်းတဲ့သူမှထွက်ပြေးလွတ်မြောက်တတ်ကြတယ်ဓမြတွေကလည်းသူတို့ခိုင်းလို့ရခိုင်းပြီးရင်အဲ့ဒီလူတွေကိုတော်ရင်းထဲမှာပဲပြစ်တက်ထားခဲ့ကြအခုလေဒေါ်မြစီကလူ2ယောက်လောက်တောင်းနေပြီဒေါ်မြကလည်းကြာကြာမစင်လဲရပါဘူး
မောင်စိန်နဲ့မောင်ပိန်နင်းတို့နှစ်ယောက်လိုက်ပို့လိုက်ကြဆိုပြီးတော့ဒေါ်မြကပြောတော့မောင်စိန်ကမောင်ပိန်မှာဒေါ်မြထံမှာကြုံခံနေရတဲ့သူတွေဖြစ်တာကြောင့်အမလည်းမပြောရဲဘူးဒေါ်မြကလည်းသူတို့ကိုတိတ်ပြီးတော့စိုးရိမ်တဲ့ပုံလည်းမပေါ်ပါဘူးဘာဖြစ်ဖြစ်သူပေးသားမှာမဟုတ်တော့ဘူးမောင်စိန်ကလည်းအလွန်ခံမြင့်သွားတယ်သူအပေါ်တဘောအလုံးရုပ်မာခဲ့တဲ့တာမကအခုလည်းပြန်လန်းမရှိတဲ့တေလန်းကိုပို့လိုက်ပြီးမောင်စိန်နဲ့မောင်ပိန်တို့ကစပားအိတ်ကြီးများထမ်းခိုင်းပြီးတော့ဓမြအဖွဲ့ကတနက်နဲ့ချိန်ပြီးခေါ်သွားတော့တယ်ဓမြတွေကလည်းရွာထဲမှာအေးအေးလူလူထွက်သွားကြတော့တာပေါ့ရွာပြင်အတော်ကလေးလှမ်းမှရွာထဲကမိအိမ်အလင်းရောင်လေးတွေကမိတ်တုံနဲ့လင်းလာကြတော့တယ်မောင်စိန်ကအဲ့ဒါကိုမြင်လိုက်တယ်လေရုံးမတောင်ကြီးကိုတက်လာပြီးတောင်ခပန်းတစ်ခုကိုရောက်လာကြတယ်ဓမြဘောကလည်းမြင်းကိုရက်လိုက်ပြီးသူတို့နှစ်ဦးရှေ့မှာမတက်ရက်လိုက်တယ်ကဲမင်းတို့ဒီလောက်ဆိုရပြီပြန်တော့ဓမြဘောကပြောလိုက်တော့မောင်စိန်ရောမောင်ပိန်ရောစပားတုပ်ကြီးကိုပြစ်ချလိုက်ကြတော့ပေါ့တလန်းလုံးထမ်းလာရတာတညလုံးထမ်းလာရဆိုခါပြန်လဲနားနေပြီလေကျွန်တော်မပြန်တော့ဘူးကျွန်တော်ကိုဓမြအပြစ်လက်ခံပေးပါဘိုးကြီးလို့မောင်စိန်ကတော့ပြောလိုက်တယ်မောင်ပိန်ကတော့မောင်စိန်ရဲ့စကားကြတော့မျက်လုံးပြူသွားတာပေါ့ဒါပေမဲ့လည်းသူဘာမှမပြောဟာဟာဟာဆိုပြီးတော့ဓမြဘောကရေးပြီးမင်းဘာလို့ဓမြဖြစ်ချင်တာလဲကွာပြောစမ်းမအောင်ဆိုပြီးတော့ဓမြဘောကရေးရင်းနဲ့မေးတာပေါ့ဒေါ်မြဆိုတဲ့အဖွားကြီးအိမ်မှာကြုံခန္ဓာတဲ့ဒီတော့ထဲမှာနေပြီးဓမြလောက်တာကပိုးပြောနေအောင်ပါပဲမောင်စိန်ကအဲ့ဒီလိုပြောလိုက်တယ်ဓမြဘောကလည်းရေးတာပေါ့မင်းကငါဓမြအဖြစ်လက်မခံဘူးဆိုရင်ကောဓမြဘောကအဲ့ဒီလိုမောင်စိန်ကိုမေးတယ်ဒါဆိုရင်လည်းကျွန်တော်ဒီနေရာမှာပဲပြစ်တက်လိုက်ပါတော့ကျွန်တော်ဝစ်ကြွသွားတာပေါ့ဆိုပြီးမောင်စိန်ကပြောရင်းရင်ကော့ပေးလိုက်တော့ဟာဟာဟာဆိုပြီးတော့ကောင်းပြီလေကောင်းပြီမင်းဆန္ဒကိုငါဖြည့်ပေးရမှာပေါ့ဆိုပြီးဓမြဘောကလည်းပြောဆိုလိုက်ပြီးခါကြ6လုံးပြတဲ့နက်ကိုဆွဲထုတ်လိုက်တယ်အဲ့ဒီနောက်မှာတော့မောင်စိန်ကိုချိန်လိုက်တယ်မောင်စိန်ကလည်းတခြားမစင်းစားတော့ဘူးသိချင်းသေးဆိုပြီးမျက်လုံးကိုသာတင်းတင်းမှိတ်ထားတော့ပေါ့ဒိုင်းဆိုတဲ့တနက်တန်ကြီးကြားလိုက်ရတဲ့အချိန်မှာမောင်စိန်ကလည်းမှိတ်ထားတဲ့မျက်လုံးများကိုဖွင့်မကြည့်ရဲသေးဘူးသူ့ကိုပြစ်တယ်လို့ထင်တော့တာသူ့ကိုယ်ပေါ်မှာလည်းနာကျင်မှုဝေဒနာကိုလိုက်ရှာနေနေအဲ့ဒီနောက်မှာတော့အတန်ကြာမှသူကမျက်လုံးကိုဖွင့်ကြည့်လိုက်ပြီးသူ့တကူလုံးကိုစန့်ကြည့်တော့ပေါ့ငါဘာမှမဖြစ်ဘူးပဲမောင်စိန်ကရေရွတ်လိုက်တယ်အဲ့ဒီလိုတော့တဲ့ကောင်လေးမင်းစမ်းတက်တာအောင်မြင်သွားပြီမင်းလိုတက်တိရှိတဲ့လူကိုတို့ဓမြအဖွဲတဲ့ကျိုးဆိုးပါတယ်ဆိုပြီးတော့ဓမြဘောကလည်းပြောလိုက်တယ်အဲ့ဒီနောက်မှာတော့မောင်ပိန်ဘက်ကိုဓမြဘောကကြည့်လိုက်တာပေါ့မင်းကမပြန်သေးဘူးလားငါစိတ်ကောင်းဝင်နေတော့ပြန်ခိုင်းတာနော်ဓမြဘောကမောင်ပိန်ကိုကြည့်ပြီးတော့ပြောလိုက်တယ်မောင်ပိန်ကလည်းကြောင်နေရနေမှတတိဝင်ပြီးခေါင်းကိုငိမ့်လိုက်တယ်အဲ့ဒီနောက်တော့အဲ့ဒီနေရာနေပြီးသူကတော့တဟုန်တိုးပြေးတော့ပေါ့ကွယ်ဓမြဘောကလည်းမောင်ပိန်ရဲ့နောက်ကျောကိုကြည့်နေရင်ရေရွတ်နေလိုက်တယ်တစ်နှစ်သုံးအဲ့ဒီနောက်မှာတော့မောင်ပိန်ကိုတနက်နဲ့ပဲဒိုင်းခနဲ့ဆိုပြီးတော့ပြစ်လိုက်တော့ပေါ့တနက်တန်တစ်ချက်ဟိမ့်ထွက်သွားတယ်မောင်ပိန်မှလည်းအရှိတူပြစ်လဲသွားတော့တယ်သူ့ရဲ့ကြောမှာခြေစမ်းဖောက်ဝင်သွားပြီးရင်ဘက်မှလည်းကြည်ပွင့်ထွက်နေပြီကလေးစားတွေကလည်းဖွာလန်ကျဲသွားတယ်မောင်ပိန်ကလည်းချက်ချင်းတော့မတည်သေးဘူးလူးလွန်းနဲ့ဖြစ်နေသေးတာပေါ့ကွယ်ငါပြောသားပဲငါစိတ်ကောင်းဝင်နေတဲ့အချိန်ပြေးပါဆိုပြီးတော့ဓမြဘူကြီးကတော့တဟားဟားနဲ့ရေးနေတော့တယ်တနက်ကိုခါကြပြန်ထိုးလိုက်တယ်အဲ့ဒီနောက်မှာတော့မောင်စိန်နဲ့စပယ်အိတ်ကြီးထမ်းပြီးတော့ဓမြတွေနဲ့တူတော်တဲ့ကိုဆက်လိုက်သွားခဲ့တာပေါ့အောင်ွယ်ကြီးတစ်ခုကိုကြိုဖြတ်ပြီးတဲ့အချိန်မှာတော့ရှိုးကြီးတစ်ခုတွေးလိုက်တယ်ရှိုးထဲမှာမြေပြန့်ပြီးဝေယုံပင်တွေကထူထပ်နေတယ်အနီးရောက်တဲ့ခါမှာတော့ဝေယုံပင်တွေကြားမှာဝါအိမ်လေးတွေထိုးပြီးတော့ဓမြတွေနေတဲ့နေရာကိုရောက်သွားတယ်ဓမြတွေစခန်းချရာစခန်းပေါ့ကွယ်ဓမြ10ရောက်ခန့်ကလည်းစခန်းထဲကနေပြီးပြေးထွက်လာပြီးကြိုဆိုကြတာမြင်းတွေကိုဆွဲခေါ်ပြီးမြင်းဆောင်တွေကိုပို့လိုက်ကြတာပေါ့ညရောက်ပြီးတဲအိမ်လေးရှင်မှာမြေကွက်လက်ကြီးမှာမီးပုံကြီးဟီးနေအောင်ခိုးထားတယ်အဲ့ဒီနောက်တော့မြေပြင်မှာငှက်ပြောပတ်တွေကိုခင်းလိုက်ကြတယ်မြေအိုးများနဲ့ချက်လောက်ထားတဲ့ထမင်းတွေကိုလည်းအဲ့ဒီငှက်ပြောပတ်ပေါ်မှာတပုံချင်းစီပုံလိုက်ကြတယ်ပြီးတော့စားတွေနဲ့ဖြူလိုက်တယ်ထမင်းဖြူပေါ်ပေါ့နော်ပြီးတော့ဟင်းရွက်ဟင်းပတ်တွေကိုလိုက်ပြီးထမင်းပုံများပေးမှာပုံပေးလိုက်ကြတယ်ဘိုးကြီးကတော့ထမင်းစားနိုင်ပြီလို့ပြောလိုက်တဲ့အချိန်မှာဓမြတွေကထမင်းပုံရှိမှထိုင်ပြီးတော့အလူအရက်စားကြတော့တာပေါ့ကွယ်အခုထမင်းတစ်နက်ကတော့မောင်စိန်ဘဝမှာစားခဲ့တဲ့များထမင်းတွေအနက်မှာအဆိုးဆုံးထမင်းနဲ့လည်းဖြစ်တယ်လို့မောင်စိန်ကတော့ပြောတယ်ဆံမှာလည်းပြောင်စင်အောင်မဖို့ထားလို့မို့စားရတာမာပြီးကြမ်းထောနေတာပေါ့ဟင်းရွက်ဟင်းပတ်တွေကလည်းဘာရွက်ဟင်းရွက်တွေပြုတ်ထားလဲမသိဒါကြောင့်မို့ထမင်းကိုစားနေတာသူကကြိတ်မှိတ်ပြီးစားရတာပေါ့အနားမှာရှိနေတဲ့ရေအိုးမှာဝက်စစ်ဘူးတွေနဲ့ရေတောက်ပြီးညှို့ချနေရတယ်ဓမြကိုကြီးကတော့သူတို့နဲ့အတူတူမစားဘူးတဲတစ်ဖက်ကနေပြီးတော့ဒေါင်းလွန်အခေါက်တစ်ခုနဲ့သူ့ကိုတော့ထမင်းပို့ပေးရတယ်ပေါ့ထမင်းကလည်းစမကောင်းလိုက်တာတော်မြအိမ်ကစားချင်းစားကြလို့အားတော့ဒီထက်ကောင်းပြီမောင်စိန်ကညှူးလိုက်တာပေါ့အဲ့ဒီလိုညဘက်ရောက်တဲ့အခါမှာတော့အတန်းလိုက်ကြီးစောက်ထားတဲ့ဝါတန်းကြီးမှာစုပြုံပြီးတော့အိတ်ကြတယ်အဝတ်တစ်ထည်ကိုတစ်ခုနဲ့မောင်စိန်မှာတော့သူ့ဝတ်ထားတဲ့ပစိုးစုပ်ကလေးကိုချုံပြီးအိတ်ရတော့ပေါ့မိုးလင်းပြီမောင်စိန်တို့ဓမြတွေအဲ့ဒီနေ့ကအလုံးမရှိကြဘူးဓမြအချို့ကလည်းညဘက်တိုက်ပြီးတော့ရလာတဲ့ရွှေတုံငွေစားပစ္စည်းတွေကိုတွားရောက်ထုခွဲရောင်းချပြီးတော့လိုအပ်တဲ့လက်နက်ခန်းရမ်းတွေကို
ဝဲအရက်တွေကိုဝဲလာကြတယ်မောင်စိန်ကလည်းအနီးနားမှာရှိတဲ့စမ်းကြောင်းလေးနဲ့ရေတပုံငယ်လေးတွေမှာသွားပြီးတော့ရေချိုးလိုက်ရတယ်ဝက်စရာဝက်စားအပုံပါလာလို့ကိုတုံးလုံးနဲ့သူ့မှာချိုးရတယ်ပြီးတော့မှအဝက်စားတွေပြန်ဝက်ရေတကုံကပြန်လာပြီးဝရုံအောက်မှာထိုင်းနေတယ်အဲ့ဒီခါမှာဓမြဘူကြီးကသူ့ပြီးကိုရှောက်လာပြီးတော့သူ့ကိုမေးတော့တာပေါ့ဘလို့လဲကောင်းနေညအဆင်ပြေရလားတဲ့ပြေးပါတယ်တခုပဲရှိတယ်စားရတာအဆင်မပြေဘူးဗျမောင်စိန်ကတော့ဓမြဘူအဲ့ဒီလိုမျိုးသူကပြန်ပြောလိုက်တော့ဘလို့အဆင်မပြေတာတော့ဒီမှာဟင်းချက်ထမင်းချက်ကဘသူချက်တာလဲမောင်စိန်ကမေးလိုက်တယ်ဒီလိုပဲစခန်းမှာရှိတဲ့သူချက်တာပေါ့ကွာဒါဆိုကျွန်တော်ချက်ပေးရမလားကျွန်တော်ကရွာမှာဆိုဟိုးတကြီးအခုလုံးဖူးတယ်မောင်စိန်ကပြောလိုက်တော့ဓမြဘူကမျက်လုံးတွေအယောင်လတ်သွားတယ်ကောင်းတာပေါ့ဒါပေမဲ့မင်းရီချင်းကိုစမ်းတက်ရမယ်မောင်စိန်ကခေါင်းငိမ့်လိုက်တယ်ဘာတော်ကြီးလာဟိဒီကောင်လေးကိုထမင်းချက်တဲ့နေရာခေါ်တော့ပြလိုက်ဘာတော်ဆိုသူကလည်းပြေးလာတယ်နေအောင်ကောင်းလေးဒါနဲ့မင်းနာမည်ဘယ်လိုခေါ်တယ်လဲကျွန်တော်နာမည်မောင်စိန်ပါအေးငါနာမည်မှတ်ထားငါနာမည်ငါထွားတဲ့မောင်စိန်နဲ့ခေါင်းငိမ့်လိုက်တယ်ငါထွားမှာနာမည်အတိုင်းပဲအသားမဲမဲထွားထွားကြိုင်ကြိုင်ဖြစ်တာကိုညနာလည်းကြောက်ပေါက်မာတွေများပြီးပြုတ်ထားနေတယ်မုတ်စိတ်မွေးတွေနဲ့ပတ်တိုင်းမွေးတွေကထူလက်ပြမောင်စိန်နဲ့ထမင်းချက်ရန်ပြင်တော့တာပေါ့စပားတွေကိုလည်းဓမြနှစ်ယောက်ကဘာတော်ကဖုတ်ခိုင်းထားတယ်အဲ့ဒီနောက်မှာတော့မောင်စိန်ကထမင်းအိုးကိုထမင်းအိုးတဲလိုက်တယ်ထမင်းအိုးမှာမြေအိုးတွေဖြစ်တာကြောင့်မြေအိုးတွေကိုလည်းထင်းမီးနဲ့တန်းစီပြီးတဲလိုက်တယ်အဲ့ဒီနောက်ထမင်းများကိုရေခမ်းချက်လိုက်တယ်ထမင်းချက်ပြီးတော့ဟင်းရမရှိတော့ဘာတော့ကဓမြ၃ယောက်ကိုဟင်းစားရှာလာခိုင်းတယ်ယုံတကောင်ကဘာယုံတကောင်နဲ့ဘာရွက်တွေမှမသိတွေ့တာတွေဟူတာတော့မောင်စိန်ကတော့ကြည့်ပြီးစိတ်ပြတ်သွားတာပေါ့ကွနေအောင်ယုံကတကောင်နဲ့လားမောင်စိန်ကသူကအဲ့ဒီလိုမေးလိုက်တယ်သူကလည်းဘာမှမသိသေးဘူးအဲ့ဒီယုံကဓမြကိုမထွားတော့ကွာသူကထမင်းစားရင်အသားမပိုင်ဘယ်တော့မှမစားဘူးအေးဘာတော့ကအသားမပါပဲထမင်းစားရတဲ့ရက်ဆိုရင်အဲ့ရက်ထမင်းချက်တယ်လို့တနက်နေ့ပြစ်တက်လိုက်တာပဲဘာတော့အဲ့ဒီပြောလိုက်တော့မောင်စိန်ကလည်းသတွေးကိုသာကမှုခရိုင်မျိုးချလိုက်ရတော့ပေါ့ငါကလည်းနည်းနည်းပပချက်တက်ပြုတ်တက်တော့အခုလောလောဆယ်ချက်ပြုတ်ရေးတောင်းဝင်ခံကငါပဲဖြစ်တော့တာပေါ့ဘာတော့ကပြောတယ်ရှေ့ကမြန်မာအမျိုးသားများကတော့ထမင်းရှင်းရမချက်တတ်ကြဘူးလေအနေအချင်းတော့ချက်တက်ပြုတ်တက်ကြမောင်စိန်ကရွာမှာနိုင်ရေးပွဲတွေဝိုင်းဝန်းကူညီပေးတဲ့သူတို့တာသမင်းအနှဲငယ်သူကချက်တက်နေခြင်းဖြစ်တာသမင်းချက်တော့ယုံကိုဘာတော်ကပြင်းနေတယ်မောင်စိန်ကတော့ဓမြတယောက်ခေါ်ကတောတဲ့ကိုဟင်းစားရှာထွက်လာတယ်ဝယုံပင်နဲ့အောက်ရောက်တော့မြင့်နုတွေကိုတွေ့ရတယ်မြင့်နုတွေကိုသူကဖြတ်လာခဲ့တယ်စက်ခန်းရောက်တော့အဲ့ဒီမြင့်နုလေးတွေကိုအတုံးလေးတွေတုံအိုးတဲ့ထက်ရေလုံးပြုတ်စားများခတ်လိုက်ပြီးတော့အဲ့ဒီနေ့လေစားတော့တမျိုးစားကောင်းနေပါပေါ့ကွယ်ဓမြဘိုးကလည်းသဘောကျသွားတာပေါ့ကောင်းတယ်ကွာငါတို့လည်းတခါအရွက်ပြုတ်နေမယ်စစနေရဓမြဘုံကထွားမောင်စိန်ကိုအဲ့လိုပြောတယ်အားကြောင့်အဲ့ဒီနေ့ကစပြီးတော့သမင်းချက်ပြုတ်ရေးတောင်းဝင်တာဘာတော်ရဲ့မောင်စိန်ရဲ့အပေါ်အလိုလိုရောက်လာခဲ့ကြတယ်နောက်တည့်ရက်မှာတော့ဓမြတိုက်ဖို့အစီအစဉ်ရရှိကတဲ့ပန်းရွာကိုဓမြတိုက်ကြမယ်ဖြစ်တယ်မထွားကလည်းမောင်စိန်ကိုမလိုက်ခိုင်းဘူးဒါပေမဲ့လည်းမောင်စိန်ကလည်းလိုက်ချင်နေတယ်အားကြောင့်မောင်စိန်ကိုမြင်းတကောင်ပေးပြီးတော့ညနေခင်းမှာဓမြတိုက်ထွက်ကြတယ်ထုံးစံတိုက်ပေါ့ကွယ်ဓမြအဖွဲကလည်းတပင်းပေးကပေးထားဆိုတော့တပင်းအရာအတန်ငယ်ချမ်းသာတဲ့အိမ်တဲ့အိမ်ကိုတိုက်ကြတယ်အိမ်ထဲမှာရှိတဲ့အဖိုးတန်ပစ္စည်းတွေယူကြတယ်မောင်စိန်ကတော့ဂုံလေးအိတ်ကရဲ့ပြီးတော့အိမ်နောက်ဖေးမိဖို့တွေဝင်ပြီးခင်းချက်စရာပစ္စည်းတွေကိုယူတော့တာပေါ့စခန်းရောက်တော့တိုက်ရပါပစ္စည်းတွေကိုစုပုံပြီးတော့ဝေခွဲကြတယ်အဲ့ဒီအချိန်မှာမောင်စိန်ကကြက်သွန်ပြူများကြက်သွန်နေတွေငရုတ်ပြီးစတာတွေခင်းချက်စရာပစ္စည်းအစုံချလိုက်တာပေါ့အဲ့ဒီအချိန်မှာဓမြတွေကမောင်စိန်ကိုကြည့်ပြီးတော့ရေမောကြတာပေါ့မောင်စိန်ကလည်းမျက်နှာကလေးအောက်ချထားတော့ပေါ့နောက်နေ့တွေမှာထုံးစံအတိုင်းသူကချက်ပြုတ်ရတော့ခင်းရတော့တောဝက်တကောင်ပြေးရတယ်တော်ဝက်မှာလည်းသေးငယ်တာကြောင့်ဓမြဘောအတွက်ပဲထားလိုက်ရတော့လေမောင်စိန်ကဝက်သားကိုကြက်သွန်ယုံတီးတောင်းဝက်စီပြန်လေးလိုက်တယ်တော်ဝက်မှာလည်းအစီနဲ့ပဲနဲ့လည်းချက်လိုက်ရင်လည်းချက်လိုက်ရင်လည်းအရန်ကောင်းတာကိုဒါကြောင့်နေ့နေ့ချင်းတစ်ခွက်ချက်ပြီးတော့မင်းစားတော့ငါထွားတဲလေးတွေကိုဒေါင်းလန်လေးကိုင်းပြီးတော့မောင်စိန်ကဝင်ခဲ့လိုက်တယ်ငါထွားမှာဒေါင်းလန်လေးမှာထင်းများကိုဘောင်းမဖော်တာအာရပါရစားတော့တာပေါ့ကောင်းလိုက်တာကွာငါမှတခါလာလဲအသားကြီးအသားကြောင့်အသားမိဖုတ်ကြီးနဲ့စားနေရတာများတယ်ငါထွားကလက်ကိုမဆေးပဲရှာနေပြအောင်ရက်ပြီးတော့မောင်စိန်ကိုအဲ့ဒီလိုပြောတော့တာပေါ့မောင်စိန်မင်းတော်တယ်မင်းကိုဝေးစုများများပေးငါ့ကိုအခုလိုပဲချက်ပြေးစမ်းမှာငါထွားရဲ့စားတော်ခဲ့ဘဝကိုမောင်စိန်ကရောက်လာတော့နောက်ပိုင်းဓမြတိုက်ရပစ္စည်းတွေထူခွဲတဲ့အခါနီးစက်ရမြို့တွေမှာလည်းမောင်ဆိုင်နဲ့လိုက်ပါလာရတယ်အဲ့ဒီနောက်ဟင်းချက်စရာများအမွှေးကြိုင်နေစီငပိအဲ့ဒါတွေကိုသူကဝယ်ယူသွားတယ်မောင်စိန်ကအဲ့ဒီနောက်ပိုင်းမှာတော့ဓမြစကန်တစ်ခုလုံးချက်ကျွေးစရာမလိုတော့ဘူးသူကငါထွားတယောက်တည်းကိုပဲသူကထမင်းဟင်းချက်ပေးရတော့တဲ့ဟုတ်တာပေါ့အဲ့ဒီနေ့ကတော့ဖြစ်ချင်တော့ကံဆိုးတဲ့နေ့ဖြစ်မယ်ဓမြတွေကတောလိုက်သွားရနဲ့ဘာအသားမှမရခဲ့ဘူးမောင်စိန်ကတော့ပြဿနာတက်ပြီးအသားဟင်းမပိုင်ငါထွားဟင်းချက်တဲ့သူကိုတက်ကြောင်းဘာတော်ကလည်းတခါပြောဘူးထားတော့သူကစိတ်ထဲမှာစိုးရိမ်စိတ်ကဖြစ်လာပြီးမောင်ဆန်ကကြံရမရဖြစ်လာတယ်သူဘာလို့ရတော့မလဲဟင်းမရအောင်ဆိုရင်သူကတက်ခံရတော့မှာကိုသမင်းစားချိန်ကလည်းရောက်တော့မယ်အဲ့ဒီနဲ့ဓမြတယောက်ကိုခေါ်ပြီးသူကတောထဲကိုထပ်ဝင်လာတယ်တောထဲကတနာရီကန်းကြောင်ကိုသူကအဲ့ဒီတောထဲမှာ
တခါအသားရအောင်ရှာနေတယ်ဘာမှမရဘူးအသားမပြောနဲ့ဖို့ပဒက်ငှက်တောင်းတကောင်းမှမတွေ့ရအောင်မောင်စိန်ကလည်းအကျန်းအိုင်နေပြီအဲ့ဒါနဲ့သူကလည်းကြံမိကြံရအကျန်းတစ်ခုရတော့အဲ့မဲ့လေသူကအဲ့ဒီအကျန်းကိုအကောင့်ထဲပေါ်ဖို့လေသူကလက်တွန့်နေတယ်လက်တွန့်နေရင်းနေလေမောင်စိန်နဲ့အတူပါလာတဲ့ဓမြစူးစားပြီးတော့တောင်ပိုးတစ်ခုလုံးရှာနေတယ်အဲ့ဒီဓမြလေးရတယ်ပေါ့နော်မိုးကလည်းသဲနေတယ်အဲ့ဒီချိန်မှာဒါပေမဲ့မောင်စိန်ကလည်းလက်ထဲမှာဓာတ်ကိုကြစ်ကြစ်ပါအောင်စုပ်ကိုင်ထားလိုက်တယ်အဲ့ဒီနောက်တော့တစ်ဖက်ကိုလှည့်ပြီးတော့ကြိုးစားပန်းစားရှာနေတဲ့ဓမြလေးကိုအသာချိကတ်သွားတယ်ပြီးတော့ဓမြရဲ့ဓာတ်နဲ့ဓမြရဲ့ဇက်ပိုးကိုသူကအားကုန်ခုတ်ချလိုက်တော့တာပဲလောက်ကြပါအောင်ဓမြတယောက်6ထဲကျသွားလို့ပါမောင်စိန်ကအော်ပြီးစက်ခန်းထဲကိုပြေးဝင်လာတယ်သူလဲကွာဘာတော့ကမေးလိုက်တယ်ကျွန်တော်နဲ့လူဟင်းစားရှာလိုက်ရှာတဲ့တယောက်လေအော်ဒါဆိုမောင်ခွေးဖြစ်မယ်လာတို့တွေသွားရှာကြစို့ဓမြတွေကစက်ခန်းထဲကနေပြီးတော့ထွက်ပြီးမောင်ခွေးကိုမှသွားပြီးရှာကြတာပေါ့မောင်စိန်ကလည်းပစိန်လေးကိုဝက်ယူလာတဲ့လက်ပြက်ကြီးကိုမှထုတ်လိုက်တယ်လက်မောင်းသားများကိုထွင်းပြီးချက်ပြုတ်လိုက်တယ်ခမင်းကမကြက်သေးဘူးလားကွာဟေးငါထွားဟင်းချက်တဲ့တဲတဲကိုဝင်လာတော့မောင်စိန်ကလည်းတုံရင်းနေပြီဟုတ်ကဲ့ပြီးတော့မှာပါဘုံကြီးအတွက်အကောင်းဆုံးချက်ပေးနေလို့နည်းနည်းကြားနေတာပါမောင်စိန်ကအဲ့ဒီလိုပြောလိုက်တယ်အင်းလေလက်ဖက်ကောက်စားခြင်းတော့ပလောင်တောင်းတနှိရမှာပေါ့မဟုတ်ဘူးလားငါထွားပြောပြီးသူ့တဲကိုပြန်သွားတယ်မကြမီမှာပဲမောင်စိန်ကတောင်းလန်လေးကိုကန်ပြီးငါထွားတဲတဲကိုပြေးသွားတော့ပေါ့ဟာဒီနေ့ဟင်းကတိတ်မွေးပါလားဘာသားတော့ဟာဟိုလေယုံသားပါပြောရင်ဆိုရင်ငါထွားစားနေတော့တာပေါ့အဖဖစားလို့ကောင်းလိုက်တာအတာနုဤပြီးနေတာပဲငါယုံသားစားဘူးတာပဲဒါပေမဲ့ဒီလိုယုံသားမျိုးတစ်ခါမှမစားဘူးကွာလို့မောင်စိန်ကငါထွားစားရင်တောင်းရင်ပလုံပလောင်းနဲ့ပြောတော့တာပေါ့ဟိုအဲ့ဒါလေယုံသားထက်အမွှေးကြိုင်နေကောင်းလို့နေမှာပါမောင်စိန်ကလည်းဒီလိုမျိုးတုံတုံရင်ပြောရတော့တာပေါ့အဲ့ဒီနောက်မှာတော့စားပြီးသားဒေါင်းလန်လေးကိုကိုင်းပြီးတဲ့အပြင်ထွက်လာခဲ့တဲ့အပြင်မှာဘာတော်ကသူ့ကိုစောင့်ကြည့်နေတော့ဗာတိမင်းကိုတတ်လိုက်ပြီးတော့ထင်းနေတာဘာတော်ကလည်းပြောတယ်ဘဲကားလားတက်ရမှာဘာတော်ရဲ့မဟုတ်ဘူးလေဒီနေ့ဘာသားမှမရတာမဟုတ်ဘူးကျွန်တော်တိုးတဲ့နောက်တစ်ခါသွားတော့ရုံတစ်ခါဖမ်းပြီးတော့ဘာတော်ကဘာမှမပြောဘဲမောင်စိန်ကိုကြည့်နေလိုက်တယ်ဒါနဲ့မောင်စိန်မောင်ခွေလောင်ကိုလည်းရှားမတွေ့ဘူးဘာတော်ကအဲ့ဒီလိုမျိုးပြောတော့6ထဲကျသွားတယ်6အောင်စင်ရှာမှရမှာပေါ့မောင်စိန်ကပြောရင်းလှဲ့ထွက်သွားတော့တယ်အဲ့ဒီညမောင်စိန်အိမ်မဆိုးတွေမှတ်တယ်အိမ်မက်ထဲမှာလဲမောင်ခွေကသူ့ကိုဓာတ်နဲ့ခုတ်အပိုင်းပိုင်းလှိဖြတ်ပြီးသူ့ရဲ့အသားတွေကိုဟင်းချက်ငါထွားနဲ့စက်ခန်းတစ်ခွဲကဓမြတွေအကုန်လုံးမှာကျွေးပြီးမြင်းရှိရင်စားတောင်းနေကြတယ်လို့သူ့ရဲ့အိမ်မက်ထဲမှာအဲ့ဒီလိုမှတ်ပြီးကြောက်လန့်နေနောက်တနေ့မှလဲနောက်တနေ့ရောက်တော့ရေများဖမ်းမိတယ်ရစ်တွေဖမ်းပြီးတော့မောင်စိန်ကရစ်တွေကိုချက်ပြုတ်ပေးလိုက်တယ်ဒါပေမဲ့လည်းထမင်းဝိုင်းမှာငါထွားစားမကောင်းလို့ပြောတယ်မနေ့ကလို့ယုံသားလေးစားချင်လိုက်တာကွာငါ့ကိုအဲ့ဒီယုံသားကနေတိုင်းချက်ကြွေးပါလို့ငါထွားပြောလာတော့မောင်စိန်ကလည်းဘာမှမပြောနိုင်တော့ဟုတ်ကဲ့ပူကြီးလို့ပဲသူကပြောနိုင်တော့အနေညနေစားအောင်တော့မောင်စိန်ကအခြေအနေကြည့်ပြီးတိုးတဲ့ကိုပြေးဝင်လာခဲ့တယ်အဲ့နောက်တော့သူမှတ်သားထားတဲ့တောင်ပုံအောက်ချေကိုတူးထုတ်လိုက်တယ်ရွှွန့်လေးတွေကလည်းဖြစ်တနေ့ကမှမိုးတွေကလည်းရွာထားတော့မြေကလည်းပျော့နေရတဲ့ကြောင့်မို့အသားလေးမောင်ခွေးရဲ့အလောင်းကိုတစ်ခါတူးဖော်ရရှိပြန်တော့မောင်စိန်ကအလောင်းရဲ့လက်တစ်ဖက်ကိုတစ်ခါထပ်ပြီးတော့ဖြတ်လိုက်ရတော့အဲ့ဒီနောက်တော့အနီးမှာရှိတဲ့ဝါးပင်မှာအခလေးတွေနဲ့ထုတ်ဖို့အဲ့ဒီနောက်အလောင်းကိုမတောင်ဖို့အောက်ချင်မှာပြန်မြုပ်ထားပြီးစခန်းကိုသူကပြန်လာလိုက်တယ်စခန်းထမင်းချက်တဲ့တဲထဲမှာဘာတော်ရရှိနေပြန်မောင်စိန်မင်းဘာတွေယူလာတာလဲလို့သူကမေးလိုက်တဲ့အချိန်မှာဟိုမြစ်တွေချိုးလာတာပါလို့မောင်စိန်ကတော့တုံတုံရည်နဲ့ပြန်ဖြေရတော့တာပေါ့အဲ့ဒီနောက်တော့ထမင်းဟဲချက်တဲ့အထဲမှာမောင်စိန်ကအလုံးများနေတော့တယ်ဘာပင်ကလည်းဘာတော်ကလည်းမောင်စိန်နာကိုရစ်တီလှုပ်ပြီးသူကမတင်ကားသလိုကြည်ကြည်နေတော့ညသာစားချိန်ရောက်တော့မောင်စိန်ကထောင်းလန်လေးကိုင်းပြီးတော့ငတ်ထွားရဲ့တဲတဲကိုဝင်သွားပြန်တယ်အဲ့ဒီနောက်တော့ဘာတော်ကပါတဲတဲကိုလိုက်ဝင်လာတာပေါ့ဘလို့လဲငါမှားတဲ့ယုံသားရရဲ့လားငတ်ထွားအဲ့ဒီလိုမေးတယ်မောင်စိန်ကလည်းကောင်းကြီးပြလိုက်တယ်ငတ်ထွားထမင်းကိုအားရပါရစားတောင်းနေတယ်ဘာတော်ကဘေးနားမှာနေပြီးအရေးကဲကိုကြည့်နေသူလည်းရိတ်တော့ရိတ်မိတာပေါ့မောင်စိန်ငင်းချိုးလာတဲ့ညစ်တွေမပါပါလားဘာတော့ကမေးလိုက်တယ်မောင်စိန်ကမျက်နှာပြတ်သွားတော့ပေါ့အဲ့လိုမျိုးမေးလိုက်တော့ဟိုညစ်တွေကလည်းခါနေလို့ပါမောင်စိန်ကပြောလိုက်တယ်ငါထွားထမင်းစားပြီးတော့ဘာမောင်စိန်နဲ့ဘာတော်တို့တဲတဲကတော့ပြန်ထွက်လာတယ်နောက်နေ့တော့ထမင်းဟင်းချက်တဲ့တဲလေးတွေကိုဝင်လိုက်တာပေါ့ကွယ်ဝင်းကျင်ကလည်းမှောင်မဲနေတော့တ냐တွေကလည်းအနားယူနေကြတော့မောင်စိန်မင်းကကိုမှန်မှန်ပြောဆိုမင်းဘာသားတွေချက်နေတာလဲဘာတော်ကမေးလိုက်တော့မောင်စိန်ကလည်းထူးပူသွားတယ်ကိုဘာတော်ကလည်းကျွန်တော်ချက်တာယုံသားပါမောင်စိန်ကပြန်ပြောလိုက်တယ်ဒါပေမဲ့လည်းဘာတော်ကခေါင်းကိုတွင်တွင်ခါလိုက်တယ်မဟုတ်ဘူးမောင်စိန်မင်းသူများကိုညာချင်းညာလို့ရမယ်ငါ့ကိုတော့ညာလို့မရအောင်ငါတိတိလောက်ကတော့ဒီနေ့ယုံသားမရဘူးနော်ဘာတော်ကအဲ့ဒီလိုမျိုးပြောတော့တာပေါ့ပြီးတော့မောင်ခွေးပြောက်တာလဲထူးဆန်းတယ်အဲ့ဒီကြောက်ကပြုတ်ကြဖို့မလွယ်ဘူးကွာတယောက်တွန်းချမှာဒါမှမဟုတ်ဘူးနေတဲ့ဘလူးမပဲပြုတ်ကြမယ်မောင်စိန်ကဘာတော်ရဲ့စကားကိုကြားတော့သူကပြာရခတ်သွားတော့အဲဒီနောက်တော့ကိုဘတော်
ဘာသူ့ကိုမှမပြောနဲ့နော်ဆိုပြီးတော့သူကအမှန်တရားကိုမှသူကပြောပြလိုက်တော့ပေါ့ဘာတော်ကလည်းမျက်လုံးပြူသွားတယ်အဲ့လိုမျိုးကြားလိုက်တော့မင်းကွာကိုလူချင်းချင်းကိုလှုပ်ရက်ဒီကိစ္စဘိုးကြီးသိရင်မင်းကိုဘာလုပ်မယ်ထင်လဲကိုဘတော်ဗျာကျေးသူပြုပြီးဘိုးကြီးကိုမပြောပါနဲ့ဘိုးကြီးတည်သွားရင်ကျုပ်သေးမှာကျုပ်လည်းသေးမှာကြောက်လို့သေးယူသေးတယ်နဲ့လုံးမိတာပါတမင်ယူရတာမဟုတ်ပါဘူးအောင်စိန်ကတော့တောင်းတောင်းမှမှနဲ့ပြောတာပေါ့အေးကွာပြီးခဲ့တာတွေလည်းပြီးခဲ့ပြီပဲငါလည်းဘသူ့ကိုမှမပြောဘူးဒါပေမဲ့မင်းနှုတ်ပိတ်ခါတော့ပေးရမယ်ဘလောက်လဲမင်းရတဲ့အဝေစုတော့ကိုငါ့ကိုပေးကွာမောင်စိန်ခတ်ပြီးဒါပေမဲ့လည်းအသက်ထက်ငွေကြီးကတမိုးမကြီးတာကြောင့်ခေါင်းချင်းလိုက်ရတာပေါ့လက်များတိုက်ပြီးတဲ့အခါမှာတော့တိုက်ရပါပစ္စည်းတွေကိုစုပုံလိုက်တယ်အဲ့ဒီနောက်တော့အညီအမျှအပုံတွေခွဲလိုက်တယ်ဘိုးကြီးကတော့သုံးပုံယူပေါ့ကြံတဲ့တစ်ပုံကတော့ဓမြတွေခွဲဝေပြီးတော့ယူကြတာပေါ့ဒီလိုမျိုးဝေစုတွေခွဲတာကြောင့်လည်းဓမြတွေကဘယ်တော့မှကြောက်ကစားလည်းမဖြစ်ခဲ့ကြဘူးအရင်ကလည်းနောက်တနေ့ရောက်တော့ဟင်းစားရှာဖို့မောင်စိန်လေးပါတော့အတူတူသွားကြတယ်တိုးတဲ့ရောက်တော့ဝေယုံပင်ရိတ်အောက်ကတောင်ပိုကြီးတစ်ခုအောက်ခြေကမောင်စိန်ကတူးလိုက်တယ်အထဲမှာမောင်ခွေးအလောင်းကြီးထွက်လာတယ်မောင်ခွေးကရုံမပြတ်သေးဘူးဝေယုံပင်အရိတ်နဲ့ချတောင်ဘိုးကလည်းအေးနေတာကြောင့်အထားခံနေတာလည်းဖြစ်မှာပေါ့ကွယ်မင်းကွာငါယုံလိုက်တာဟောဘာတော့ပြောရင်းဆိုရင်လည်းအန်းနေတော့အောင်စိန်ကတော့အချိန်မဆွဲတော့ပဲပေါင်သားတွေကိုဖြတ်ထုတ်လိုက်တယ်အဲ့ဒီနောက်မှာတော့ဖတ်တွေနဲ့ပတ်ပြီးတော့စခန်းကိုပြန်ယူလာခဲ့တယ်အဲ့ဒီနေ့အရန်စားလို့ကောင်းတယ်ကွာဘာသာတော့ကွာအသားတွေကလည်းကြီးတယ်မထွားအဲ့ဒီလိုပြောပြန်တယ်ကြီးငယ်ရဲ့အသားပါမောင်စိန်ကထင်းရရှောက်ပြောတော့တာပေါ့စားလို့ကောင်းလိုက်တာကွာညနေစာဖယ်ထားတာရှိတာရှိသေးရင်ငါ့ကိုကြွေးပါဦးမောင်စိန်ကောင်းကုတ်ပြန်ပြီအဲ့ဒီနေ့လေငါထွားစားလိုက်တာကြောင့်မောင်စိန်ယူလာတဲ့မောင်ခွေရဲ့ပေါင်ကြီးကလည်းအကုန်ကုန်သွားပြီညနေရောက်တော့ဘာတော်နဲ့အတူတူနောက်တစ်ပေါင်သွားပြီးထပ်ဖြတ်ကြတယ်အဲ့ဒီလိုနဲ့နေတိုင်းဖြတ်နေတော့2ရက်လောက်ကြာတော့မောင်ခွေရဲ့အသားတွေကလည်းကုန်သွားပြီကလီစာတွေကလည်းပုတ်ပွားနေပြီစားလို့ကလည်းမရမောင်စိန်ကနည်းနည်းဘာတော်ကလည်းခေါင်းကျစ်ဆိုင်လိုက်ကြဟိုဘာတော်အသားတွေကုန်ပြီဘလို့လောက်ကြမလဲဘာတော်ကလည်းအနေငယ်စဉ်းစားလိုက်တာပေါ့ဟုတ်ပြီအကြံရပြီမနေ့ပြန်ဓမြတိုက်ဖို့ရှိတယ်ရွာလူတယောက်ကိုခေါ်လာကြမယ်ဘိုးကြီးကသူ့ကိုတက်ပြစ်မှာပဲအဲ့လိုတက်ပြစ်ပြီဆိုရင်ငါတို့ကလည်းအဲ့ဒီလူအလောင်းကိုတွားပြန်ယူမယ်ဒါနဲ့လေဘာတော်ကပြောလိုက်တော့မောင်စိန်လည်းသဘောတူလိုက်တာပေါ့အဲ့ဒီနေ့အတွက်တော့မောင်ခွေးအလောင်းကလည်းမကြမ်းနဲ့အသားတွေကိုချစ်ပြီးတော့ပဲငါထွားကြီးကိုချက်ကျူးလိုက်ရတော့တာပေါ့အဲ့ဒီနေ့ညမှာတော့ဘူတောင်းရွာကိုဓမြတွားတိုက်ကြတယ်ထုံးစံအတိုင်းပဲပေါ့ကွယ်ရွာနေမလူတယောက်ကိုခေါ်လာခဲ့တာပေါ့အထိုးတေဘိုးတွေထမ်းဖို့ပေါ့တေမာတီးရအောင်ရွာအဖိုးကြီးတယောက်ကလိုက်လာခဲ့တယ်အဖိုးကြီးလိုက်လာတယ်အဖိုးကြီးလိုက်လာလဲတီးရောမောင်စိန်နဲ့ပါတော်တော့သဘောကမတွေးတော့ဘူးအဖိုးကြီးကအသားကနဲတာကိုအလွန်ပိန်လီနေတော့အယိုးပင်ပြိုင်ပြိုင်ကြနေဒီလိုနဲ့အဖိုးကြီးကိုရိတ်ကတော့ထမ်းခိုင်းပြီးဒီတောင်ဆောင်တနေရာကိုရောက်လာခဲ့ကြတယ်ငါထွားကလည်းမြင်းကိုရက်လိုက်ပြီးအဖိုးကြီးပဲလှဲ့တယ်အဲ့ဒီအဖိုးကြီးကိုရိတ်ခအိတ်ကြီးဒီမှာချထားခဲ့ခမပြန်တော့လို့ပြောလိုက်တယ်အဖိုးကြီးကလည်းဝမ်းမြောက်ဝမ်းသာခြေကုန်တုတ်ပြေးတော့ဗောငါထွားကလည်းအဖိုးကြီးရဲ့ကြောအိတ်ကိုကြောကုန်းကိုအတန်တန်ကြည့်နေပြီးအဲ့ဒီနောက်မှာတော့ကဲသွားကြမယ်ဟေ့ဆိုပြီးတော့မြင်းကိုလှဲ့လိုက်တယ်မောင်စိန်နဲ့ပါတော့2ယောက်စလုံးမျက်နှာပြတ်သွားကြတယ်မောင်စိန်ကလည်းငါထွားအနာကိုကပ်ပြီးမိလိုက်တယ်အဖိုးကြီးကိုမတက်ဘူးလားအေးငါဒီနေ့လူတက်ချင်စိတ်မရှိလို့ငါထွားပြောလိုက်တော့မောင်စိန်နဲ့ပါတော့ခေါင်းကုန်းလိုက်ကြရတော့တာပေါ့သူတို့ပါချက်ကြီးတွေကဟင်းရလည်းမရှိစခန်းပြန်ရောက်တော့ကိုပါတော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဟိုကွာဘယ်လိုလုပ်เสียရှိဘိုးကြီးကိုအမှန်တိုင်းပြောလိုက်ကြရုံပေါ့အဲဒီလိုဖြစ်ပြောလို့ဖြစ်မလားကိုပါတော့ရေပြောလိုက်ဘိုးကြီးကကြောက်ကိုတတ်မှာပေါ့ဒါကမင်းကိစ္စလေးကွာငါကိစ္စမှမဟုတ်ဘူးဘာတော့ကဆက်ပြောတော့မောင်စင်ကထူးပူသွားတယ်လောက်ပါအောင်ကိုပါတော့ဘိုးကြီးတည်ရင်ကြောက်ကတက်ကြောက်ကျွန်တော်တတ်မှာကျွန်တော်ကိုကြီးပါအောင်မောင်စင်ကအဲ့လိုမျိုးပူရှိုးပြီးတော့ကိုကြီးတောင်းရတော့ပေါ့အေးကွာဒါဆိုလဲကိုကြီးနေဒါပေမဲ့ဘာဖြစ်လဲမင်းရထားတဲ့ဝေစုကိုငါ့ကိုပေးရမယ်ဘာတော့ကပြောလိုက်တယ်ဘာတော့ကမောင်စိန်ကိုတမင်ဝင်ညှစ်နေခြင်းချစ်တာကိုမောင်စိန်ကလည်းသိတယ်ဒါပေမဲ့လည်းမတက်နိုင်တော့သမင်းစားခြင်းကလည်းနီးလာပြီလေအဲကြတော့ညင်းလို့ကလည်းမရဘာတော့ကမောင်စိန်ကိုသူ့အကြံပြောပြတော်တဲ့ကိုသူ့ရဲ့ဘာတော့ရဲ့နောက်ဓမြတယောက်ရဲ့ခေါ်သွားကြမယ်အဲ့ဒါပြီးရင်တော့တော်တဲ့ရောက်ရင်ဓမြကိုသူတို့နှစ်ယောက်ကရှင်းပြေးမယ်ပြီးရင်တော့အဲ့ဒီဓမြကိုတောက်ဖို့အောက်ခြေမှာမြုပ်ကြမယ်တိုင်ပင်ထားကြတယ်အဲ့ဒီနောက်ဘာတော့ရေမောင်စိန်ရမစက်ခန်းမောင်အေးရဲ့3ယောက်သားတောထဲကိုထွက်လာကြတာပေါ့မောင်အေးကြီးမင်းကိုဟိုဘက်ကိုတွားရှာငါဒီဘက်ငါနဲ့မောင်စိန်ဒီဘက်ရှာမယ်ဆိုပြီးတော့သူကတွားကြည့်ဘာတော့ကလည်းမောင်အေးကိုပြောလိုက်တယ်မောင်အေးကလည်းဘာတော့ပြောလိုက်တဲ့ဘက်ကိုထွက်လာခဲ့တာပေါ့ဒီကောင်ခလန်းလန်းရောက်မှငါတို့ဒီကောင်တော့ကိုလိုက်တွားပြီးရှင်းပြကြတာပေါ့ဘာတော့ကပြောတယ်ခဏကြတော့ဘာတော့ကအရှိရမောင်စိန်ကအနောက်ကနေမောင်အေးသွားတဲ့ဘက်ကိုလိုက်သွားတာပေါ့စမ်းချောင်းလေးနဲ့ကြီးတခွန်လေးနားအရာရောက်လာတယ်ရေစီးကြတာနဲ့စူးညမ်းနေတယ်အဲ့ဒီမှာပဲဘာတော်ကသူ့ရဲ့နောက်ကျောမှာပုခနဲ့ခံစားရရတယ်မျက်လုံးတွေကလည်းပြားဝင်လာပြီးလဲကျသွားတယ်သူကလဲကျရင်ပလက်လှန်လိုက်တယ်ပလက်လှန်လိုက်တော့သူ့အပေါ်မှာမောင်စိန်ကမိုးပြီးတော့ကြည့်နေတော့ပေါ့
မောင်စိန်မင်းမဟုတ်တာမလုပ်နဲ့နော်မင်းငါ့ကိုတတ်လို့မရဘူးကျုပ်အေးပြီမောင်စိန်ကပြောရင်ဓာတ်ကိုထိုးထားတဲ့ဓာတ်ကိုထုတ်လိုက်တာပေါ့ကဲကြပါဦးဘာတော်ကအတန်ကိုဟစ်អော်လိုက်တယ်မောင်စိန်ကဘာတော်ရဲ့ခေါင်းကိုဓာတ်နဲ့ဖုတ်ဖြတ်လိုက်တော့တာပေါ့ဘာတော်ကလည်းအော်တန်းမှာချောင်းရည်စည်းတန်ရေတခွန်တန်နဲ့ကြားမှာပျောက်သွားတော့ဘာတော်ပျောက်သွားတယ်ဟုတ်တယ်လားငါထွားထမင်းစားရင်ပလုတ်ပလောင်းနဲ့អော်လိုက်တော့ပေါ့ဟုတ်တယ်ပူကြီးခင်းစားသွားရှာရင်လူခွဲပြီးသွားကြတာမောင်အင်းနဲ့ကျွန်တော်ကပြန်ရောက်ပြီးဘာတော်ကပြန်မလာလို့မောင်စိန်ကအဲ့ဒီလိုမျိုးငါထွားကိုပြောတော့တာပေါ့ငါထွားထမင်းစားမပြန်တော့တဲ့လမ်းပြောက်သွားတာဖြစ်မယ်ငါထွားကပြောရင်မဆလာနိုင်အုပ်ထားတဲ့ဘာတော်ရဲ့အသားဟင်းကိုသူကတော့စားနေရပေါ့ထမင်းစားပြီးတော့မောင်စိန်ကတဲ့အပြင်ကိုလှမ်းထွက်လိုက်တယ်အဲ့ဒီခါမှာဖူးကျော်ကတဲ့အပြင်ရောက်နေတယ်ဘူကြီးဘာတော်ကမှားသွားတာရှိလို့ပြောရင်တဲ့အတွင်ဝင်လိုက်ပြီးပြင်လိုက်တယ်ဖူးကျော်လက်ထဲမှာလည်းအဝိစာဖြူတစ်ခုကင်ထားတာပေါ့အဲ့ဒီအဝိစာမှာမီးသွေးတွေနဲ့စာရီရေးသားထားတယ်မောင်စိန်ကလည်းဖူးကျော်ကိုတားလိုက်တယ်အဲ့ဒါဘာရေးထားလဲကျွန်တော်ကိုပြောဒီမှာဘာတော်ကငါ့ကိုမှားသွားတယ်သူတကူကူဖြစ်သွားရင်ဒီစာကိုဘုံကြီးကိုပေးလိုက်ပါလို့ပြောသွားတယ်ကျွန်တော်ဖတ်ချင်တယ်မောင်စိန်ကအဲ့လိုပြောတယ်ပြီးတော့ဓမြတိုက်တုံးကရလာတဲ့လက်စွပ်တစ်ခွေကိုဖိုးကျော်ကိုပေးလိုက်တယ်ဖိုးကျော်ကလည်းအဝိစာကိုမောင်စိန်ကိုပေးလိုက်တော့ပေါ့သူကလက်စွပ်ရသွားပြီဘိုးကြီးမောင်စိန်ကမောင်ခွေကိုတတ်တယ်ပြီးတော့လူသားတွေကိုဘိုးကြီးကိုချက်ကျွေးနေတယ်လို့မကြီးမညာရေးထားတဲ့စာတွေကိုမှမောင်စိန်ကဖတ်လိုက်ရတယ်ဖိုးကျော်ကတော့စာကိုစိတ်ဝင်စားတစ်ဖက်ကိုလှည့်ကြည့်နေရပေါ့ဖိုးကျော်ဒီစာကိုဘိုးကြီးတင်မပြတ်ပါနဲ့ကျွန်တော်ရဲ့ဝေစုတစ်ဝက်ကိုခမရကိုပေးပါမယ်မောင်စိန်ကအဲ့ဒီလိုပြောလိုက်တော့ဖိုးကျော်ကလည်းကောင်းငိမ့်လိုက်တယ်အဲ့ဒီနောက်မောင်စိန်ကထမင်းချက်တဲ့တဲကလေးမှာဝင်လိုက်တာပေါ့အဲ့ဒီနောက်တော့မီးတစ်ပိုင်းတစ်စားရှိသေးတယ်ထင်းမီးပုံကြီးတင်မှာအဝိစာဖြူကလေးကိုပြစ်ထည့်ပြီးတော့မီးရှို့လိုက်တော့သူကဘာတော့အလောင်းကလည်း3ရက်ခန့်ကြာတော့စားစရာအတားမရှိတော့ကလေးစားလေးပါငါထွားကိုချက်ကျွေးရတယ်ငါထွားကလည်းနောက်ပိုင်းအစားကျူးလာတာမို့လူသားများအကုန်မြန်လာတယ်မောင်စိန်နဲ့ကြံရမရဖြစ်ပြန်တယ်ဒီတစ်ခေါက်တော့မြို့ကိုဆင်းတော့မောင်စိန်နဲ့လိုက်ပါလာတယ်သူ့ဝေစုပစ္စည်းတွေကိုလည်းထုတ်ပွဲရောင်းချရတော့အဲ့ဒီနောက်တော့မောင်စိန်နဲ့ဈေးထဲဝင်ပြီးတော့ဟိုဒီလိုက်ကြည့်နေပြီးတော့ပေါ့အဲ့ဒီနောက်ဗမာဆေးဆိုင်တစ်ခုတည်းကိုသူကဝင်လိုက်ပြီးတော့ဝမ်းနှုတ်ဆေးတွေကိုဝယ်ယူလိုက်တယ်အဲ့ဒီနောက်ဓမြတွေနဲ့အတူပြန်လာခဲ့တာပေါ့စခန်းပြန်ရောက်တော့သမင်းချက်ဖို့အရေးပြင်ဆင်ကြတယ်ဘာတော့အသားများအနေငယ်ရလည်းရှိသေးတာကိုမကြမီမှာပဲဖိုးကျော်ကသမင်းချက်တဲ့တဲတဲ့ကိုဝင်လာတယ်မောင်စိန်နဲ့သူရခဲ့တဲ့ငွေတွေကိုဖိုးကျော်စီကိုပေးလိုက်တော့တယ်ဖိုးကျော်လည်းငွေကိုရေးတွက်ရင်းပြုံးနေတာပေါ့အဲ့ဒီနေ့မနက်ထမင်းစားပြီးတော့ဖိုးကျော်မောင်စိန်ကလက်ရက်ခေါ်လိုက်တယ်ဖိုးကျော်ကလည်းသူကသမီးချက်တဲ့တဲတွေကိုပြေးလာပြီးတော့မောင်စိန်အိမ်ဝဲလာတဲ့ဆိုဝတ်သားအနေငယ်ဝဲလာတာမို့ဝတ်သားဟင်းကိုမဆလာနိုင်ချက်နေတာပေါ့ကွယ်ကြော့ဖိုးကျော်နင်းစားဖို့မောင်စိန်ကဝတ်သားဟင်းတွေဖိုးကျော်မြေအိုးအဖုံနဲ့ထည့်ပြီးတော့ပေးလိုက်တယ်ဟာဝတ်သားဟင်းတွေပါလားမိုက်တာပဲအေးမင်းနဲ့ငါကရှေ့လျှောက်လက်တွေ့ရမှာဆိုတော့မင်းကိုတိတန်ကြွေးတာတခြားလူတွေမပြောနဲ့နော်ဖိုးမောင်စိန်ကတော့ဖိုးကျော်တိတ်တက်စိတ်မှားရတာပေါ့အဲ့ဒီနောက်တော့ဖိုးကျော်ဝတ်သားဟင်းတွေအငမ်းမရစားတော့သူတို့စခန်းတွေမှာများတော့အဖြစ်ချင်းဟင်းနဲ့ငါ6တွေသာစားရတာကိုအသားဆိုတော့အမဲလိုက်ပြီးတော့ကောင်ကြီးတွေရမှသာစားရတာသေးတယ်ဆိုရင်လည်းငါထွားပဲစားရတာကိုကြောက်ဖို့ချုံလဲငတ်နဲ့ဝတ်သားဟင်းတွေကိုသမင်းအနေငယ်နဲ့လူပြီးပြောင်းစင်အောင်စားလိုက်တော့တယ်မောင်စိန်ကလည်းဖို့ကျော်အားရပါရစားတောင်းနေအောင်ထိုင်းကြည့်ရင်သူကပြုတ်နေတော့တာပေါ့မောင်စိန်ကဝမ်းလုံစေးတွေအလွန်ကြုံထည့်ပြီးကျွေးမှဖို့ကျော်မရိပ်မိဘူးလေညနေရောက်တော့ဇလန်းကစလာပြီဖို့ကျော်မှအိမ်သားခဏတက်နေရတော့တော်ထဲမှာမို့အိမ်သားလည်းတတ်မကမရှိနီးစက်ရတော်တွေကထိုင်ပြီးတော့ကိစ္စပြီးရတာကိုဖို့ကျော်ကလည်းတနာကြီးအတွင်း15ကလောက်သွားလိုက်ရတော့လူကလည်းဖြူဖတ်နေပြီညနာသွေးမရှိတော့ဘူးအဲ့ဒီညမှာပဲဖို့ကျော်ကဆုံးသွားညတွေကလည်းအလုံးစိတ်မကောင်းဖြစ်ကြတာပေါ့သူတို့ဓမြအဖွဲ့လည်းတယောက်ပြီးတယောက်နီးအမျိုးမျိုးနဲ့တိတ်ဆုံးနေကြတာမြင်တော့ဓမြတွေကလည်းတဖြည်းဖြည်းနဲ့ကြောက်လာကြတော့ဖို့ကျော်တော်တဲ့တဲသွားပြီးမြည်ပြန့်တဲ့တနေရာမှာမြုပ်နှံပေးလိုက်တယ်တိတ်ကိုင်းနေနဲ့မှတ်တိုင်လေးတစ်ခုရိုက်ပေးလိုက်တယ်ပေါ့ကွယ်ဖိုးကျော်ကလည်းပိုင်ဆိုင်တဲ့ဝေစုတွေကိုငါထွားကတင်စီလိုက်တော့အဲ့ဒီနောက်မှာတော့ဓမြတွေကိုပြန်ပြီးခွဲဝေပေးလိုက်တယ်နောက်တစ်နေ့ရောက်တော့မောင်စိန်ကတော်တဲ့တယောက်တည်းဝင်ပြီးဖိုးကျော်ရဲ့အလောင်းကိုသူကတွားတူတောင်းချဖို့ရင်းမှာမြုပ်နှံလိုက်တယ်ဒီတယောက်လည်းအနည်းဆုံးခံလာ3ရက်ပေါ့မောင်စိန်ကအဲ့ဒီလိုတွေးတယ်နောက်တနေ့ထမင်းစားချိန်ရောက်တော့လေမောင်စိန်ကထုံးကန်တိုင်းပဲငါထွားတဲတဲ့ဝင်သွားခဲ့တယ်ငါထွားမျက်နှာမှာတင်းမာနေ6လုံးပြူတနက်ကိုလည်းအနားမှာချထားတော့တယ်မောင်စိန်ကလည်းကုတ်ကလေးဖြစ်သွားပြီးထောင်းလန်လေးကိုငါထွားရှိကိုဒီတတိုင်းလေးချပေးလိုက်တယ်ပေါ့ကွယ်ဒါဖိုးကျော်ရဲ့အသားလားငါထွားကပြောလိုက်တော့မောင်စိန်ကအလွန်တုန်လှုပ်သွားတော့ဘိုးကြီးဘလို့ပြောမောင်စိန်ကစကားတွေမထွက်တော့ငါထွားကလည်းအနားမီတနက်ကိုယူလိုက်ပြီးမောင်စိန်ကိုချိန်လိုက်တယ်မင်းလူသားတွေချက်နေတယ်လို့ဘာတော်ကစာရေးထားတာဖိုးကျော်ကငါ့ကိုပြခဲ့ပြီးတာကြားပြီငါထွားအဲ့ဒီလိုပြောလိုက်တော့မောင်စိန်ကဒူးတွေတုံသွားတယ်သူတေချာပြန်စဉ်းစားကြည့်တော့ဖိုး
ဖိုးကျော်ကထမင်းစားပြီးသူပြန်ထွက်လာမှဘိုးကြီးရဲ့တဲတဲ့ဝင်ဖို့လုပ်တာတခြားလုပ်တာမဟုတ်သူမြင်အောင်တမင်တက်လှုပ်ချင်းဖြစ်တာသူစီကငွေညစ်မယ်လို့ကြိုးပြီးကြံစီထားတာကြောင့်ဖြစ်တယ်ဘိုးကြီးကျွန်တော်ကိုမတတ်ပါနဲ့မောင်စိန်ကပြောရင်းလက်အုပ်ချလိုက်တယ်ငါထွက်ရလဲတနက်ကိုပြန်ချလိုက်မင်းကိုလည်းငါတတ်ဖို့စိတ်ကူးမရှိမင်းကိုတက်လိုက်တော့ငါ့ကိုဘသူကချက်ပြီးတော့မှငါထွက်အဲ့ဒီလိုပြောပြီးအသားဟင်းဘက်ကိုကောက်ဝါလိုက်တယ်ဒါဆိုဘိုးကြီးကမင်းကဟင်းချက်ဖို့သာတာဝန်ယူအသားရဖို့ငါတာဝန်ယူမယ်ငါထွားကပြောတော့မောင်စိန်နဲ့တပင်းချလိုက်နိုင်တော့တာပေါ့ဒါပေမဲ့လည်းမင်းအရင်ငါထက်များများပို့ချက်ငါစားရတာမဝဘူးငါထွားကအဲ့ဒီလိုပြောတော့မောင်စိန်ကလည်းခေါင်းငိမ့်လိုက်တာပေါ့သူတို့ပြောနေတာကိုတဲနန်ရဲ့နားနေကပ်ပြီးနားထောင်နေတဲ့သူတအူးရှိတာကိုသူတို့ကတတိမထားမိလိုက်အောင်ဖိုးကျော်ရဲ့အလောင်းကလည်း2 ရက်နောက်ကုန်သွားပြီအခုတော့နန်ရိုးတွေအယိုးတွေကိုပါစွတ်ပြုတ်လုပ်ပြီးတော့ချက်ပေးရတော့ငါထွားကလည်းတတိပြင်းနဲ့လူနဲ့မတူတော့ပဲဘလူးကြီးနဲ့တူးလာတော့လူသားတွေကြီးပဲအများနဲ့စားနေတော့ပြီးတော့လူသားဟင်းတွေစားတော့တဲ့အခါလည်းအငမ်းမရသူကစားတောက်လာတော့ဘိုးကြီးအသားကုန်ပြီးလက်ပြန်စားပြန်ရှိတော့မောင်စိန်ကပြောလိုက်တဲ့ခါတိုင်းငါထွားလက်ပြန်ရိုးကြီးကိုစုံနေလေတယ်ရတယ်ဘိုးနဲ့ငါစီစဉ်ပေးမယ်ငါထွားပြောဆိုလိုက်ပြီးစားမြဲအတိုင်းဆက်စားနေတာပဲနောက်တနေ့မိုးတောက်ပြီးဘိုးကြီးကဓမြတွေအားလုံးကိုမြေကွက်လက်တွေစုခိုင်းထားလိုက်ကြအဲ့ဒီနောက်တော့ညာကငါရဲ့ရတနာတို့ပျောက်သွားတယ်မင်းတို့တွေကဘဲကောင်းယူသွားလဲကွာငါထွားကတနက်တကားကနဲ့ပြောလိုက်တယ်အဲ့ဒီပြောလိုက်တယ်ပေါ့ကွယ်အဲ့ဒီနောက်တော့စီလေးထားတဲ့အတိုင်းဓမြတွေကအိတ်တဲအတွင်ဝင်ရှာတယ်ဖိုးစီဆိုတဲ့ဓမြတယောက်ကအထုပ်ဝေထက်မှာရတနာတို့ကိုတွေးလိုက်တယ်ကျွန်တော်မယူပါဘူးဖိုးစီကအဲ့ဒီလိုပဲ तू ကတော့ तू တကယ်မယူလို့မဟုတ် तू ကတော့မြင်တာပေါ့ကွယ်ဒီမဲ့ဖိုးစီငါတို့ကဓမြတွေတလေတဲစီတခရီးတဲ့သွားနေကြတဲ့သူတွေအချင်းချင်းမင်းဒီလိုမလုပ်သင့်ဘူးမင်းကငါခွင့်မလို့ဘူးငါထွားလဲမောနေပြောပြီးဖိုးစီရဲ့ဥကောင်ကိုတနက်နဲ့ပြစ်လိုက်တော့တယ်။ဒိုင်းဆိုတဲ့နောက်မှာတော့ဖိုးစီရဲ့အုံနောက်တည်းအမြေပြင်ထဲမှာလွင့်ကျဲသွားတာ။ခဏကလည်းချက်ချင်းမသေးသေးပဲလက်လှုပ်ချေလုံးနဲ့အကျိုးတွေဆွဲနေတော့ပေါ့။အဲ့ဒီချိန်မှစပြီးတော့ဒီချိန်ကစပြီးငါတတိပေးလိုက်မယ်ငါတို့အဖွဲသားတွေအချင်းချင်းခိုးတာဝတ်တာလူတာရက်တာလုပ်ရင်အဲ့ဒီလူကိုငါတတ်ပြမယ်ငါထွားပြောဆိုပြီးရတနာတို့ကိုကောက်ပြီးနောက်တဲကိုဝင်သွားတော့တာပေါ့ဓမြတွေလည်းတယောက်တစ်ခုတီတူပြောနေကြဖိုးစီရဲ့အလောင်းကိုဖိုးကျော်မြုပ်ခဲ့တဲ့နေရာဘေးမှာပဲမြုပ်နှံပေးလိုက်တော့တာပေါ့အဲ့ဒီနေ့လည်းမှာပဲမောင်စိန်နဲ့ဘိုးကြီးကတော်တဲ့အတူဝင်ခဲ့ကြတယ်ပြီးတော့သူတို့နှစ်ဦးကဖိုးစီအလောင်းကိုပြန်ဖော်လိုက်ကြတယ်ပြီးတော့မှပဲမြေကြီးတွေကိုဟမပြက်ပြန်ဖုံးခဲ့ကြတာပေါ့အလောင်းကိုတောင်ပိုကြီးစီတဲလာခဲ့တယ်တောင်ပိုအောက်ကအခြားသူတွေရဲ့အယိုးများပုံနေတဲ့နေရာမှာပဲမောင်စိန်ကဖိုးစီအလောင်းကိုချပြီးလှိဖြက်ရန်ပြင်လိုက်တာပေါ့မောင်စိန်ငါမစောင့်နိုင်တော့ဘူးပေါ့မင်းမွေးလိုက်စမ်းငါထွားပြောလိုက်တယ်မောင်စိန်ရဲ့မိဘုံတစ်ခုကိုအမြန်ဖိုးပေးလိုက်တာပေါ့မောင်စိန်မင်းကအသားနှောက်ပြီးကငါမိခင်ပြီးစားမယ်ငါထွားလည်းပြောရဆိုရင်ဝါတစ်လုံးကိုခုတ်အချောင်းကလေးတွေအဖြစ်ခွဲလိုက်တယ်မောင်စိန်ကလည်းဖိုးစီရဲ့ပေါင်သားတွေခြေသလုံးသားတွေကိုတီးဖြတ်ပြီးတော့ပေါ့ငါထွားကလည်းတုတ်ချောင်းတွေနဲ့ထိုးပြီးတော့မိဘုံပြင်မှာပဲမိခင်နေလိုက်တယ်လူသားနာမှုပြန့်နေတော့ပေါ့ငါထွားကလည်းกินထားတဲ့အသားတွေကိုအားတွေကိုပူလောင်ကြီးနဲ့တခုခုမှုတ်ပြီးစားတော့တော့ပဲငါထွားစားတာမြင်တော့မောင်စိန်ကလည်းပဲလှိဖြက်နေရမှာကြားနေတော့တယ်အဲ့တော့မောင်စိန်ကကြားလိုက်တာပေးငါအဲ့ဒီလက်ကြီးပေးစမ်းအဲ့ဒီလက်ကြီးပေးစမ်းငါထွားကပြောလိုက်တော့မောင်စိန်ကဖိုးစီရဲ့ညာဘက်လက်ကိုမှတောင်စစ်မှာဖြတ်လိုက်တော့ပဲပြီးတဲ့နောက်မှာတော့ငါထွားကိုပေးလိုက်တယ်ငါထွားကလည်းလက်ကြီးကိုမှလက်ချောင်းတွေကိုကိုင်မိပုံနဲ့မှမိပြနေတော့အသားပါမဟုတ်တာကြောင့်မတော်ယုံတန်ယုံနဲ့မကြက်ဘူးငါထွားကလည်းစိတ်မရှိတော့လူလက်မကြက်တဲ့ကြက်ကြီးကိုပဲကိုက်စားတော့ပေါ့မောင်စိတ်မှာအလွန်ကြောက်နေတာကြောင့်ငါထွားစားဖို့အလင်းမိစဉ်အသားများကိုမြန်ဆန်သူကလည်းချက်တောက်ပေးရတော့ပေါ့ကွယ်စားတောက်ပြီးတဲ့နောက်မှာတော့စခန်းကိုသူတို့နှစ်ယောက်ကပြန်လာကြဖိုးစီအလောင်းကလည်းအသားနေရတော်တော်များများကုန်းပြီးတော့မောင်စိန်ကလည်းတပြင်းချလိုက်တယ်ညနေဘက်ကျတော့ငါထွားကတော့တဲ့ကိုတယောက်ထဲဝင်သွားတာတွေ့လိုက်တယ်ဖိုးစီအလောင်းကိုသွားဖို့စားခြင်းဖြစ်မယ်လို့မောင်စိန်ကတော့လိုက်မသွားဝန်းတော့သူကလည်းကြောက်နေပြီအသားမလောက်ပြီးတော့သူ့ကိုပါဖမ်းပြီးစားနေမှာဒုက္ခရောက်မယ်လို့သူကတွေးပြီးတော့ကြောက်နေတာပေါ့အဲ့ဒီညမောင်စိန်တော်တော်လေးအိတ်မပြုံးဘယ်နေ့သူ့အလဲရောက်မလဲပဲတွေးနေတော့ပေါ့အိပ်ပြောပြန်တော့လေအိမ်မက်ဆိုတွေကမှတ်တယ်အိမ်မက်ထဲမှာငါထွားစပင်ဖားတာနဲ့အဆွဲကြီးတွေကထွက်နေရဲ့အဲ့ဒီနောက်မောင်စိန်ကိုအစိမ့်လိုက်ပြီးကိုက်ပစ်တယ်ဆိုတဲ့အိမ်မက်တရားတွေသူကခဏမှတ်နေတော့အောင်းမလေးမောင်စိန်ကလန့်လို့တာအာယုံတောင်တက်တော့မယ်မောင်စိန်စက်မအိပ်ရတော့မကြာမီမနှက်မိုးလင်းတော့မှမနှက်ရောက်တော့ငါထွားမောင်စိန်ကိုခေါ်တယ်မောင်စိန်လာပါတော့တိုးတဲ့သွားရတခြားသူတွေကမခေါ်တော့ဘူးလားပိုကြီးမောင်စိန်ကမေးလိုက်တယ်မခေါ်တော့ဘူးကမင်းနဲ့ငါနှစ်ယောက်ထဲသွားကြမယ်ဟိုဘာကိစ္စလဲပိုကြီးအသားရအောင်လို့ကိုနီးလန်းလေးမင်းနဲ့ငါတိုက်မင်းချင်းတို့
ငါထွားကအဲ့ဒီလိုပြောလိုက်တော့မောင်စိန်ကထထွေးသိမျိုးချလိုက်တယ်သူ့နှစ်ခုကလည်းချွေးတွေကပြန်လာပြီသူကလည်းသူ့ကိုတတ်မှလည်းကြောက်လာတော့လည်းမသွားခင်မောင်စိန်ကသူ့ဝေစုထဲမှာလက်ဝတ်ရတနာတွေကိုဝတ်ဆင်လိုက်တယ်ညာနဲ့ပြုတ်လုထားတဲ့ရွှေလက်စွပ်တပွင့်ဗရန်များနဲ့ရွှေကုတ်ထားတဲ့လက်စွပ်ကိုဝတ်လိုက်တယ်ပြီးတော့သူကခပုံစအတွင်းမှာတော့ပိုက်ဆံဝင်စက်ကိုထည့်လိုက်တယ်အဲ့နောက်တော့တဲ့ကိုငါထွားနဲ့သူကအတူလိုက်သွားတာပေါ့တော့တဲ့လဲသွားကြတာမောင်စိန်ကအရှိရနေမသွားရင်ငါထွားအောင်မှရှိရနေသွားခိုင်းပြီးတော့သူကနောက်ကနေပြီးကုတ်ချောင်းနဲ့လိုက်တော့ပေါ့ငါထွားခါကလည်းချိတ်ထားတဲ့6လုံးပြူတနက်ကလည်းလမ်းသွားတဲ့လှုံနေပြီသူ့ကိုနှုတ်ဆက်တယ်လို့တောင်းဖြစ်နေအဲ့ဒီနောက်မှာတော့ခါဘက်ကချိတ်ထားတဲ့တမြောင်ကလည်းမောင်စိန်ကိုပြုံးပြနေတယ်လို့ခံစားရပြန်တော့တဲ့လေသွားရောတောင်ကြချောင်းရည်လေးနဲ့ရေတကွန်နေရာလေးကိုရောက်လာတယ်အဲ့ဒီနေရာလေးမှာသူ့ဘာတော်ကိုတက်ခဲ့တဲ့နေရာလည်းဖြစ်တာဟုတ်စမ်းကြောင်းရေတကွန်ရေတန်ကြကလည်းဆူညံလို့မောင်စိန်ကလည်းကြောက်တူးတွေတုံးလာပြီးငါထွားလည်းစမ်းကြောင်းပြီးမှရက်လိုက်တော့ပေါ့အဲ့နောက်မောင်စိန်ကိုလှည့်ကြည့်လိုက်တယ်မောင်စိန်ကလည်းငါထွားကိုအကဲခတ်လိုက်တယ်ငါထွားကရုတ်တရက်သူ့ခါ6လုံးပြူကိုလှန့်ကင်လိုက်တော့ပေါ့မောင်စိန်နဲ့တွေ့ဝင်မနေတော့ပဲဘာလို့ရမလဲဆိုတာသူသိလိုက်တယ်ဒါကြောင့်နောက်ဘေးမှာရှိတဲ့စမ်းကြောင်းလေးတွေကိုခုန်ဆင်းလိုက်တော့ပေါ့မောင်စိန်ရေထဲကိုဘွန်းခနဲ့ကျသွားတော့မောင်စိန်ကလည်းရေအောက်ကနေပြန်ပေါ်လာတော့တနက်တန်3-4ချက်တောင်ကြားရတယ်ချောင်းကန်းဆက်အတော်ဝေးဝေးမှာငါထွားကတနက်ကင်ပြီးရက်နေတာပေါ့ချောင်းကလေးကတောင်ကြချောင်းကလေးမို့ရေစီးရလဲတန်းအဲ့ဒီနောက်တော့မကြမီမှာပဲရေတခွန်လေးအောက်ကိုမောင်စိန်ကပြုတ်ကျသွားတော့ရေတခွန်လေးမှာတိတ်မမြင်ဘူးတောင်ကြချောင်းဖြစ်တာကြောင့်လဲသင်မြစ်တွေဝါးပင်တွေချောင်းတောက်လျှောက်မောင်စိန်ကတိုက်သွားတော့မောင်စိန်တကူလုံးစုပ်ပြက်တက်လို့သွေးတွေကလည်းထွက်နေရပေါ့ကွယ်စမ်းချောင်းကလေးကနေဆက်ပြီးတော့စီးဆင်းသွားတော့အရှင်ကနဲသွားအဲ့ဒီနေရာတောဆက်ဖြစ်ပြီးတော့မလန့်မကန့်မှာရွာလေးတရားကိုတွေ့လိုက်ရတယ်မောင်စိန်ကလည်းစားစရာတွေကိုဝယ်လိုက်တော့ပေါ့ကွယ်ငွေဆက်ကူတွေကလည်းရေတွေစိုးနေပြီမဲ့လေသူကတော့မပြေသေးဘူးမောင်စိန်ကလည်းရွာနေပြီးထမင်းကြောက်လေးပဲလော်တွေနဲ့အဝတ်စားတချို့ဝယ်ယူလိုက်ပြီးတော့ပစိုးတစ်ခုအထက်ဟိုမှာပစိုးတစ်ခုအတွင်းနဲ့ထည့်ပြီးတော့ဟောမှာကြောမှာလည်းကြောတွေမှာခြိလိုက်တယ်အဲ့ဒီနောက်တော့အဲ့ဒီရွာလေးကနေပြီးတော့ပြေးထွက်လာတာပေါ့မောင်စိန်ကပြေးရွာနဲ့အတော်ဝေးဝေးကိုရောက်နေတော့ရွာကိုလှမ်းကြည့်တော့ရွာနဲ့ခက်လန်းလာမှာမြင်းအုပ်တွေဒုံဆိုင်ပြီးပြေးနေတာကိုသူကမြင်လိုက်တယ်တေးကြပြီဓမြတွေသူ့ကိုလိုက်ဖမ်းကြတာဖြစ်တယ်လို့မောင်စိန်ကစက်မပြေးတော့ပဲဖုံးလန်းပြီးခြုံပုတ်သေးသေးလေးတစ်ခုမှလှည့်ချအိတ်လိုက်တာပေါ့အဲ့ဒီနေရာတဝိုက်မှာပဲကွင်းပြင်ကြီးဖြစ်ပြီးတော့မောင်စိန်ဆက်ပြေးနေတာကသူ့ကိုမှအထင်သာမြင်ရမှာဖြစ်တယ်ဒါကြောင့်မို့လမ်းပေးခြုံပုတ်လေးထဲမှာပဲမောင်စိန်ကမမြင်အောင်ဝတ်နေတော့ပေါ့ခြုံပုတ်ကလေးတွေမှာလူကြီးတို့စတာလောက်ပဲမြင်တော့အာပေမဲ့လည်းအချို့နေရာတွေကတော့အလုံးထူထပ်ပြီးတော့ဖတ်တာပေါ့ကွယ်မကြခင်မြင်းတွေဒုံဆိုင်ပြီးဓမြတွေကရောက်လာကြတော့မောင်စိန်ကလည်းခြုံပုတ်တွေအတွင်းမှာပြားနေရဝတ်နေရတော့တာပေါ့ဓမြတွေကြော်လွန်သွားတော့မထားရသေးဘူးခြုံပုတ်တွေအကာအကွယ်ယူတော့တွားနေရတယ်အဲ့ဒီချိန်မှာပဲဓမြတွေလည်းခောက်တုံခောက်ပြန်နေအဲ့ဒီနေရာကိုရှာနေတာပေါ့မောင်စိန်နဲ့အဲ့ဒီညအဖို့အဲ့ဒီခြုံပုတ်တွေအတွင်းမှာဝတ်ပြီးတော့ဖြတ်တန်းနေဝတ်ပြီးနေရတော့တယ်နောက်နေ့မှာတော့ဓမြတွေကလာမလာလို့စောင့်ကြည့်သေးတယ်အဲ့ဒီမှာဓမြတွေကမလာတော့သူကလည်းမောင်စိန်နဲ့ထပြီးပြေးရတော့ပေါ့ခမေးချောင်းနဲ့ပဲလော်တွေကိုစားပြီးတော့ပြေးရတော့ပေါ့မောင်စိန်ကပြေးမနာလည်းရောက်တော့ရထားစီးပြီးအောက်ရွာကိုအခြေချရင်အပြီးတိုင်ထွက်ခွာသွားတော့နေပေါင်းများစွာကြားပြီးမှဦးမောင်စိန်ကလည်းထဝယ်မြို့မှာအခြေချရင်စုံပါသွားခဲ့တယ်လို့ထဝယ်သူတယောက်ကအကြောင်းကိုပြောပြရင်းနဲ့သိရတယ်သူ့ရဲ့သားသမီးမြေးမြစ်တွေကလည်းပဲဦးမောင်စိန်ဆုံးတော့ပစ္စည်းတွေကြံခဲ့တယ်လူပြိုပေါက်အရွယ်ဦးမောင်စိန်ရဲ့မြေးလေးကသူ့အဖိုးရဲ့စာအုပ်စင်ကိုမှွေနောက်တာပေါ့ကွယ်အဲ့ဒီလိုမှွေနောက်မှာရှေးကြပြီးစာရွက်များဝါထိန်နေတဲ့ဗလာစာအုပ်ကလေးတအုပ်ကိုတွေးလိုက်ရတယ်အဲ့ဒီစာအုပ်အတွင်းမှာသူ့အဖိုးဦးမောင်စိန်ကသူကြုံတွေ့ခဲ့ရတဲ့ဘဝအစေအပိုင်းတွေကိုခဲတံနဲ့လက်ရေးကျန်းနဲ့ရေးသားထားတာအဲ့ဒီစာအုပ်အဖုံးတနေရာမှာတော့ခဲတံနဲ့ပဲရေးသားထားတဲ့အလုံးမှိန်နေတဲ့စာတစ်ကြောင်းကိုသူကတွေးလိုက်တယ်လူသားစားငထွားဒီဖြစ်ရမှန်လေးကိုတော့အကစောကရေးသားထားတာဖြစ်ပါတယ်